ဂေါ်တထောင်စံချိန်နာနီးကပ်လာချိန်မှာထွက်ပေါ်လာတဲ့ရန်တို့ရဲ့နောင်နာကြီးကမ္ဘာလုံးသမိုင်းမှာစံချိန်တင်ဂိုးရီအတွက်များစွာနဲ့ထိတ်ဆုံးကဥဆောင်နေတဲ့ခရစ္စတီယာရယ်ဒိုဟာအောင်မြင်မှုပေါင်းများစွာကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်လာတဲ့ကစားမဘွားကိုပြန်လည်သုံးသပ်တဲ့အခါမမျှော်လင့်ပဲအကြီးမားဆုံးနောင်နာတစ်ရှိနေကြောင်းထုတ်ဖော်ပြောပြလာပါတယ်။ဗီဒီယိုလေးကို YouTube ကနေကြည့်နေတယ်ဆိုရင်ရေရှည်ရက်တည်ဖို့အတွက် VPN လေးခံပြီးကြည့်ပေးကြပါဦး။အကယ်၍များအစောပိုင်းနှစ်တင်ကလေးကအချက်တစ်ချက်ကိုသာသဘောပေါက်ခဲ့ရင်အခုထက်မကဂိုးတွေပုံမရရှိနိုင်တယ်လို့ရယ်ဒိုကဆိုပါတယ်။ဒီစကားဟာဘောလုံးပရိသတ်တွေနဲ့အားကစားလောကအတွက်အတော်လေးစိတ်ဝင်စားစရာကောင်းပြီးအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။တဲ့ကစားမဘွားအစပထမဆုံးအဆင့်တွေကိုပြန်ကြည့်ရင်ဒီအချက်ရဲ့အရေးပါမှုကိုပုံမထင်ရှားစွာတွေ့မြင်နိုင်မှာပါတယ်။မန်ချက်နိုင်တက်ကိုစတင်ရောက်ရှိချိန်မှာတော့ရယ်ဒိုဟာလူငယ်တောင်ပန်ကစားမတယောက်အနေနဲ့ချိန်ဆွမ်းပြသခဲ့ပါတယ်။အဲဒီချိန်ကအဓိကအာရုံစိုက်ခဲ့တာကပရိသတ်တွေကိုအလှပြကစားကွက်တွေနဲ့ဖျော်ဖြေဖို့ပဲပါတယ်။ကန်စင်မှုတွေကိုလည်းထွက်တာဒီဘယ်ဆွဲတာနဲ့စကီးမျိုးမျိုးထုတ်ပြရတာကိုသူကိုယ်တိုင်အလွန်နှစ်သက်ခဲ့ပါတယ်။ကိုရရှိဖို့ထက်ဆိုင်အကွမ်ဆန်းနေနဲ့ဓာတ်စီတွေကိုကြော်ဖြတ်ပြတာကသူ့အတွက်ပိုပြီးရင်ခုန်စရာကောင်းနေခဲ့တာပါ။အဲလိုအလှပြကစားဟန်ကြောင့်ပဲပွဲစဉ်အများပြမှာအချိန်နဲ့အများကြီးကုန်လွန်စေခဲ့မိတယ်လို့ရယ်ဒိုကပြန်လည်ဝန်ခံခဲ့ပါတယ်။အသက်ရည်နဲ့တွေ့ကြုံနေရင်းချက်လာတဲ့အချိန်မှာတော့ကစားမတယောက်ရဲ့စစ်မှန်တဲ့တန်မိုးကိုစတင်နားလည်လာခဲ့ပါတယ်။ကမ္ဘာကောင်းဆုံးကစားမတွေကိုတခြားသူတွေနဲ့ကွဲပြားသွားစေတာဟာကွင်းထဲကအလှပြကစားကွက်တွေမဟုတ်ပါဘူး။အဓိကအကြဆုံးရာကနောက်ဆုံးရလဲလို့ခေါ်တဲ့ဂိုးသွင်းယူနိုင်မှုနဲ့ဂိုးပန်နေပေးနိုင်မှုတွေပဲပါတယ်။ဒီမန်တရားကိုစောစီစီမသိရှိခဲ့တာဟာကစားမဘွားရဲ့အဓိကနောက်နာတစ်ခုဖြစ်လာခဲ့ရတာပါ။ပွဲစည်းနဲ့အသင်းအတွက်အမှန်တကယ်လိုအပ်နေတာကမပေးစရာကိုပြောင်းလဲနိုင်မဲ့ဂိုးတွေပဲပါတယ်။ဒီလိုတွေးခေါ်မျိုးပြောင်းလဲတော့မိမောင်းထိုးပြပေးခဲ့တဲ့သူကတော့နီးပြကြီးဆာလက်ဖာဂူဆန်ပဲပါတယ်။ဆာလက်ဟာရိုနယ်ဒိုကိုပုံမတိုင်းရိုက်ကြားကြားနဲ့ပြပြတသားကစားဖို့အမြဲတမ်းတွင်တင်ဆုံးမခဲ့ပါတယ်။အလားပြလာတဲ့ဆိုင်ရင်ဂိုးသွင်းတာနဲ့ဂိုးဖန်နေတာတွေလုပ်ပြုလုပ်ပြီးပွဲတွေကိုဘလို့လွှမ်းမိုးရမလဲဆိုတာလမ်းညွှန်ပေးခဲ့တာပါ။နီးပြကြီးရဲ့လမ်းညွှန်တင်ကြားမှုကြောင့်ပဲရယ်ဒိုရဲ့ကစားဟာလုံးဝကိုပြောင်းလဲသွားပြီးပုံမထိရောက်လာခဲ့ပါတယ်။ဒီအပြောင်းလဲဟာသူ့ရဲ့ကစားမဘွားတစ်ချောင်းလုံးအတွက်ခိုင်မာတဲ့အုံမြင့်ကြီးတစ်ခုဖြစ်လာခဲ့တာပါ။မန်ယူအသင်းမှာလေးချင်းရရှိခဲ့တဲ့ကစားရန်ပြောင်းလဲမှုတွေဟာနောက်ပိုင်းမှာ Real Madrid ကိုရောက်ရှိချိန်မှာပုံမတောက်ပါလာခဲ့ပါတယ်။ဂိုးရှိရောက်ရင်ပုံမတေးချပြသားစွာဆုံးဖြတ်နိုင်ခဲ့ပြီးကစားမဘွားရဲ့အမြင့်မားဆုံးဂိုးသွင်းနှုန်းတွေကိုရရှိခဲ့တာပါတယ်။အသင်းတိုင်းမှာမှတ်ရစရာစံချိန်တွေကိုတစ်ခုပြီးတစ်ခုစိုက်ထူနိုင်ခဲ့တာလည်းဒီတွေးခေါ်ကြောင်းပဲဖြစ်ပါတယ်။အလားပြကစားမတယောက်ကနေထိရောက်မှုအပြည့်ရှိတဲ့ဂိုးသွင်းဆက်တယောက်ဖြင့်သမိုင်းဝင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီသင်ခန်းစာကိုစောစောပိုင်းကတည်းကရရှိခဲ့ရင်ပိုပြီးအကျိုးရှိမယ်လို့သူကခံယူထားဆဲဖြစ်ပါတယ်။အကယ်၍များမင်းအစောပိုင်းနှစ်တွေကတည်းကဒီအမှန်တရားကိုသဘောပေါက်ခဲ့ရင်အခြေအနေတွေဟာပုံမကွဲပြားသွားနိုင်ပါတယ်။ဇာမဘွားတစ်လျှောက်လုံးမှာအခုရရှိထားတာထက်မကဂိုးတွေအများများပုံမသွင်းနိုင်ခဲ့မယ်လို့ရယ်ဒိုကယုံကြည်နေပါတယ်။ပွဲစဉ်တိုင်းမှာခွင်းတွေကိုပုံမသုံးချနိုင်ခဲ့ရင်တမိုင်းတစ်လျှောက်စံချိန်တွေဟာဒီထက်မကပုံမမြင်မာနေမှာပါ။ဒါသူတို့အောင်မြင်မှုငတ်မွနေစေထိတန်းကစားမတယောက်ရဲ့ရိုးသားစွာဝန်ခံလိုက်တဲ့စကားပဲပါတယ်။ဒီနောက်တော့ဟာသူ့ကိုပုံမစူးစမ်းခြင်းစိတ်တွေဖြစ်ပေါ်စေခဲ့တဲ့တွန်းအားတစ်ခုလည်းဖြစ်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ရယ်ဒိုဟာဇာမဘွားထောင်ပြေဂိုးစံချိန်ကိုရရှိဖို့အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ဘောလုံးသမိုင်းမှာဘယ်သူမှမရောက်ရှိဘူးတဲ့စံချိန်တစ်ခုကိုဆက်လက်ဆိုင်ထူဖို့အရှိန်ဟုန်မပြတ်ကြိုးစားနေတာပါ။အသက်ရရောက်လာတော့လဲဂိုးတင်ယူလိုစိမ့်နဲ့ထိရောက်မှုရှိတဲ့ကစားရန်ကတော့ရောပါမသွားသေးပါဘူး။လူငယ်ဘွားကရရှိခဲ့တဲ့သင်ခန်းစာကိုလက်တွေ့အသုံးချပြီးစံချိန်စံညွှန်းအသစ်တွေကိုဆက်လက်ပုံဖော်နေစေဖြစ်ပါတယ်။ထောင်ပြေဂိုးစံချိန်ဟာသူ့ရဲ့ကစားမဘွားကိုပြည့်စုံမကိုက်တက်ပေးတော့မဲ့သမိုင်းမှန်တမ်းတစ်ခုပဲဖြစ်ပါတော့တယ်။